Okay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Manchester United နဲ့ Newcastle ပေါ့နော်ဒီနေ့အဲ့တော့ကျွန်တော်ဒီပွဲလေးကိုညီကိုတွေအတွက်အကောင်းဆုံးအဖက်ဖက်ကနေသုံးသပ်ပေးခြင်းပါတယ်အားလုံးသိတဲ့အတိုင်းပဲအခုလက်တလောလူတိုင်းပြောနေတဲ့အချက်ဒီပေါ့နော်ဘယ်သူတွေပါနိုင်လဲဘယ်သူတွေလွဲနိုင်လဲဘယ်လိုတွေဖြစ်နိုင်လဲဒါကတော့လူတိုင်းသိမှာပါသိမှာဆိုတော့ကျွန်တော်အဲ့ဒါကြီးတော့ပြောမနေတော့ဘူးဗျာအဓိကပြောချင်တာတော့ဒီနေ့မှာအဓိကပြောနေတာနှစ်ချက်ပဲရှိပါတယ်ကျွန်တော် United က AB လာနဲ့တော့ကအနေထားရယ် Newcastle ကကျွန်တော်တို့ဒီ Chelsea ပေါ့နော် Chelsea နဲ့တော့ကအနေထားရယ်ဒီနှစ်ချက်ကိုပဲကျွန်တော်လက်တလုံးမှာကောက်လုပ်ပြီးတော့အကောင်းဆုံးရွေးချယ်သွားမယ်ဒါကဘာလို့ဒီနှစ်ချက်ကိုပဲကျွန်တော်ရွေးရလဲဆိုတော့နှစ်သင်းစလုံးကပေါ့နော်အဲ့တော့ကအတိုင်းပဲဒီနေ့မှာကနည်းနည်းလေးလွဲပူရင်တောင်မှပေါ့နော်နည်းနည်းလေးပြောင်းလဲရင်တောင်မှအဲ့ထက်အများကြီးပြောင်းလဲတဲ့အကြောင်းမရှိဘာဖြစ်လို့လဲဆိုတော့ဒီအေပီလာနဲ့တော့ကလည်းကျွန်တော်တို့ Bruno Fernandes ကပထမပိုင်းပါနိုင်ခဲ့တယ်ဒါပေမဲ့ဒုတိယပိုင်းတော့မပါနိုင်ခဲ့ဘူးအဲ့တော့ United မှာကတော့တော်တော်လေးကိုအပြောင်းလဲဖြစ်လာဖို့ရှိမယ်Casemiro ပေါ့နော် Casemiro တော့ပြန်ပါလာနိုင်မယ်ဆိုတော့ခါကျတော့ဘယ်လိုပဲနေပါဒီတိုင်းတာကိုကြည့်ရင်ကျွန်တော်တို့ United ကဒီ Fernandes မပါနိုင်တဲ့အတိုင်းတာကအရန်ကိုခက်ခဲသွားမယ်လို့ကျွန်တော်မြင်တယ်ဒီနေ့မှာခဲသွားမယ်ဆိုတာက United အနေနဲ့ဒီ9ရဖို့ပေါ့နော်ခက်ခဲမယ်လို့ကျွန်တော်မြင်တယ်နောက်ပြီးတော့နောက်တစ်ချက်နောက်ထက်ကဘာလဲဆိုတော့ United မှာကပို့ဆိုးတာပေါ့နော်ပို့ဆိုးတာကကျွန်တော်တို့ဒီလစ်တို့မကွိုင်းယာတို့ဒီကောင်တွေမပါနိုင်တဲ့အတိုင်းတာပို့ဆိုးတယ်ဗျဘာဖြစ်လို့ဆိုတော့ New ရက်ဒီအစုဖွဲ့အတိုင်းတာပေါ့နော်တော်တော်လေးကိုသူတို့ကဒီ high spread ကိုအားထားတယ်ပေါ့နော်ဒါအပြင်မှာ New က high spread နဲ့ပဲသူတို့ရဲ့ဒီရယူနိုင်ဆန်းပေါ့နော်ကိုရယူနိုင်ဆန်းပို့ပြီးတော့အခွင့်အရေးများတဲ့အနေအထားမျိုးတွေကိုတွေ့ရတယ်ဆိုတော့ဒီနှစ်ယောက်မပါနိုင်တဲ့အတိုင်းအတာလဲ United ကပို့ပြီးတော့အားရော့ပါတယ်ဖွင့်လှစ်မှုအရာဆိုရင်တော့ကျွန်တော်တို့ခုနကပြောသလိုပဲအဓိက United ရဲ့လုံးဝအားထားရဆုံး Fernandes ကဒီနေ့မှာမပါနိုင်ဘူးအဲ့တော့ခါကျတော့ဖွင့်လှစ်မှုအရာ United ကပုံမှန်ဖွင့်လိုက်တာမျိုးထက်ပို့ပြီးတော့ရော့ပြီးတော့ပေးထားပါတယ်ကျွန်တော်တို့အကောင်းဆုံးပုံမှန်ရမယ်ဆိုရင်ဒီနေ့မှာဒီ United ကိုနယူရောပေါ့နော်ကိုရတဲ့အသင်းကကျွန်တော်တို့အနိုင်ကိုထိန်းလာဖို့ပဲရှိမယ်အရန်ကြီးဟိုလိုမျိုးကိုထက်ရဖို့စူးစမ်းလာမယ်လို့တော့ကျွန်တော်မမြင်ဘူးဒီလိုမျိုးတိုင်းတာကြောင့်ကျွန်တော်အနေနဲ့ဒီနေ့မှာဒီပွဲကပေါ့နော်အလွန်ဆုံးသွားမှကျွန်တော်1-1လောက်ပဲမှန်းပါတယ်အဲ့တော့ခါကျတော့ဂိုးအောက်လေးကိုရွေးချယ်ပေးလိုက်ပါတယ်